အားလုံးပဲမင်္ဂလာပါခင်ဗျာ Future Boy Channel ကနေနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာပြပြပြမှာကတော့ဆရာမလွန်းထားထားရဲ့စိတ်စေတနာနဲ့တန်တဲ့ဘဝဆိုတဲ့စာအုပ်လေးတွေကမေတ္တာဖြစ်နေထိုင်ခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမေတ္တာဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ဟာလူတစ်ယောက်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နေသဘောထားလေးဖြစ်ပါတယ်ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့မေတ္တာဆိုဒီမှာဆိုတဲ့တရားတစ်ပုဒ်ထဲမှာမေတ္တာသည်သူတစ်ပါးရဲ့အကျိုးစီးပွားကိုလိုလားသောစိတ်နေသဘောထားဖြစ်သည်သူတစ်ပါး၏ကောင်းကျိုးကိုဖော်ဆောင်တတ်ပြီးမုန်းတီးစိတ်ကိုဖယ်ရှားတတ်သည်သူတစ်ပါးရဲ့အပြစ်ကိုမကြည့်မျက်နှာဘက်ကိုသာကြည့်တတ်မှမေတ္တာကိုတည်ဆောက်နိုင်သည်မုန်းတီးစိတ်ပြောက်ကင်းခြင်းသည်မေတ္တာ၏အောင်မြင်မှုဖြစ်သည်သူတစ်ပါးအပေါ်တွေ့တာစိတ်ဖြစ်လာလည်းရင်မေတ္တာ၏ကြာရှုံးခြင်းဖြစ်၏စစ်မှန်သောမေတ္တာတရားကိုပိုင်ဆိုင်အောင်ကြိုးစားပါလို့ဆိုထားပါတယ်စစ်မှန်သောမေတ္တာတရားကိုပိုင်ဆိုင်နိုင်ဖို့အတွက်နေ့ရက်တိုင်းကိုမေတ္တာစိတ်ကလေးနဲ့နေထိုင်ကျင့်သုံးကြည့်ဖို့တကယ်လိုအပ်ပါတယ်လွယ်တော့မလွယ်ပါဘူးနေ့စဉ်နဲ့အမျှကျမတို့ရင်ဆိုင်ဖြတ်သန်းနေရတဲ့ဘဝထဲမှာတကယ်ကိုစစ်မှန်တဲ့မေတ္တာစိတ်ကလေးနဲ့နေထိုင်ကြည့်ဖို့ဆိုတာတကယ်ပဲမလွယ်တဲ့ကိစ္စပါဒါပေမဲ့မလွယ်ကူတဲ့အဲ့ဒီစိတ်ကလေးကိုကိုယ့်ရဲ့စိတ်တန်တာထဲမှာအတက်နိုင်ဆုံးရနိုင်တဲ့လောက်မွေးမြူထိန်းသိမ်းကြည့်မယ်ဆိုရင်တကယ်အကျိုးများလာပါတယ်။ဒါစိတ်ကလေးနဲ့ညီတိုင်နိုင်ဖို့အတွက်ပထမဆုံးကကိုယ့်ရင်ထဲမှာမေတ္တာစိတ်ကလေးတွေအလုံးလောက်ရှိနေအောင်ဖြည့်ဆည်းပေးထားရမှာဖြစ်ပါတယ်။ကိုယ်မှာရှိနေမှသူတစ်ပါးကိုမျှဝေပေးနိုင်မှာမဟုတ်လား။ကိုယ်မှာမေတ္တာစိတ်ကလေးဖြစ်နေဖို့ဆိုရင်ကိုယ့်အရင်ဆုံးမေတ္တာပို့ဖို့လိုပါတယ်။ကိုယ်ကျမ်းမာပါစေစိတ်ချမ်းသာပါစေဒေါသစိတ်တွေကင်းပါစေပူပင်တောကကင်းပါစေစစအရာရာအဆင်ပြေပါစေစသဖြင့်ကိုယူတစိုက်လေးအာရုံပြုပြီးမေတ္တာပို့ပေးတဲ့အခါကိုယ့်ရဲ့စိတ်နှလုံးဟာမေတ္တာစိတ်နဲ့လုံခြုံနှွေးထွေးလာတာကိုခံစားမိပါလိမ့်မယ်ကိုမေတ္တာပို့ခြင်းဟာကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကိုမောင်းတီးစိတ်မရှိအောင်အပြစ်တင်လိုစိတ်မရှိအောင်ကိုယ့်ရဲ့မျက်နှာပဲကောင်းတဲ့အချက်လေးတွေကိုအာရုံပြုမိစေပါတယ်။နေ့စဉ်နဲ့အမျှကိုမေတ္တာပို့ပေးနိုင်တဲ့သူဟာကိုတကယ်မျက်မျက်နှာနှာတမိုးထားလေးစားတတ်တဲ့စိတ်ကလေးရှင်သန်လာစေပါတယ်။ကို့မှာမေတ္တာစိတ်ကလေးနဲ့ငြိမ်းချမ်းလာပြီဆိုရင်ကိုနဲ့အနီးဆုံးမှာရှိတဲ့သူတွေအပေါ်မေတ္တာစိတ်အကောင်းမြင်စိတ်ခွင့်လွှတ်တတ်တဲ့စိတ်ကလေးနဲ့ပြောဆိုဆက်ဆံနေထိုင်တတ်လာပါတယ်။ကိုအေးချမ်းလာတဲ့အခါသူတစ်ပါးကိုပါအေးချမ်းကြည်လင်မှုလေးတွေဦးဆက်မျှဝေပေးလာနိုင်တဲ့သဘောပါပဲကိုနဲ့ပတ်သက်ဆွမ်းနေသူတိုင်းကိုမေတ္တာလေးပို့ပေးတာမေတ္တာရင်းခံတဲ့စိတ်လေးနဲ့စိတ်ကောင်းစေတနာထားပေးတာသူ့အကျိုးကိုလိုလားတဲ့စိတ်နဲ့ကိုညီဖြည့်ဆည်းပေးလိုက်ခြင်းဟာမေတ္တာနဲ့နေထိုင်ခြင်းပါပဲကိုချစ်ခင်မြတ်လို့တမိုးထားတဲ့သူတွေအပေါ်မေတ္တာစိတ်ကလေးနဲ့ဆက်ဆံနိုင်ပေမဲ့ကို့အပေါ်မုန်းနေတဲ့သူတွေကိုအကျိုးကိုမလိုလားတဲ့သူတွေကိုမကောင်းကြောင်းတွေပြောတတ်တဲ့သူတွေကိုယ့်အပေါ်တန်ဖိုးမထားတတ်တဲ့သူတွေအပေါ်မေတ္တာစိတ်လေးထားနိုင်မှုကြတော့တကယ်ခက်ပါတယ်။အဲ့ဒီလိုလူမျိုးကြတော့သူမကောင်းတာတွေကိုထပ်တလဲလဲတွေးမနေပဲသူကိုယ့်အပေါ်ကောင်းခဲ့ဘူးတာတွေဦးညီဖေးမှပေးခဲ့ဘူးတာတွေသူ့ရဲ့ကောင်းတဲ့အချက်လေးတွေကိုပဲရှာဖွေပြီးတွေးကြည့်ပေးလိုက်ပါတယ်။ပြီးတော့ကိုယ့်ရဲ့အတွေးပုံစံကိုပြောင်းလဲနိုင်အောင်ကြိုးစားပါတယ်။ငါကသူ့အပေါ်ကောင်းနေရတဲ့သူကငါ့အပေါ်ဘာလို့ဒီလိုလုပ်ရတာလဲဘာလို့ငါ့ကိုမုန်းနေတာလဲဘာလို့ငါ့အပေါ်မလေးစားတာလဲတမိုးမတိတတ်ရတာလဲစသဖြင့်ကိုယ်စိတ်ကိုပို့ပြီးနာကျင်ခံကပ်စေမဲ့အတွေးမျိုးတွေကိုတွေးမနေပဲရှောင်လိုက်ပါတယ်ကိုဗဟုပြုတဲ့အတွေးတွေကိုအာရုံစိုက်ပဲသူဘာကြောင့်ဒီလိုဖြစ်သွားရတာလဲဆိုတဲ့သူ့ဘက်ကိုတွေးပြီးတဲ့သူ့ရဲ့ခံစားချက်ကိုသူ့ရဲ့ရှုထောင့်ကနေတွေးပြီးတဲ့အတွေးမျိုးတွေးကြည့်ပါတယ်။အော်သူလဲသူ့စိတ်ထဲမှာအဆင်မပြေလို့ငါ့အပေါ်ထင်လွဲနေလို့ဒီလိုဆက်ဆံတာလဲဖြစ်နိုင်ပါတယ်။မုန်းနေတာကိုယ့်ပြစ်တွေပြောနေတာဟာကိုယ့်အလုပ်မဟုတ်ပါဘူး။သူ့အလုပ်သာဖြစ်ပါတယ်။သူမုန်းနေတာသူ့ရဲ့တာဝန်သာဖြစ်ပါတယ်။ကိုယ့်ဘက်ကသူ့ကိုပြန်မုန်းနေမှသူကိုယ့်အပေါ်ဆက်ဆံတာကိုခံစားတုံ့ပြန်နေတာကမှကိုယ့်ရဲ့ပြဿနာဖြစ်လာတာပါ။ဒါကြောင့်သူမုန်းတာသူ့ရဲ့ပြဿနာသူမလေးစားတာသူ့ရဲ့ပြဿနာကိုကလက်မခံတဲ့၍မခံစားတဲ့၍
ကိုနဲ့ဘလို့မှမဆိုင်တာကိုသိနာလေလာပါလိမ့်မယ်ကိုကိုမုန်းနေတဲ့သူကိုပြန်မုန်းတီးတုံ့ပြန်နေမဲ့အစားသူ့ကိုမေတ္တာလေးပို့ကြည့်ပါခက်ခဲပေမဲ့သူ့ရဲ့မုန်းစရာကောင်းတဲ့အချက်တွေကိုအာယုံမဆိုင်ပဲသူ့ရဲ့ကောင်းကွက်ကလေးတွေကိုသာအာယုံစိုက်ပေးပြီးသူအဆင်ပြေပါစေအေးချမ်းပါစေအမုန်းစိတ်တွေကင်းပါစေစသဖြင့်မေတ္တာလေးပို့ကြည့်လိုက်ပါကိုယ့်ရဲ့မေတ္တာတွေသူ့စီရောက်မရောက်သိကြပြီမဲ့အရင်ဆုံးမေတ္တာစိတ်ကလေးနဲ့အေးချမ်းလွတ်လပ်နေရတာကကိုယ့်ရဲ့စိတ်နှလုံးပဲဖြစ်ပါတယ်။ပေးတယ်ဆိုတာကလည်းသူ့အတွက်သူ့အကျိုးကိုလိုလားတဲ့စိတ်နဲ့ပို့တာပေးလိုက်တာဖြစ်ပေမဲ့ကိုယ့်ရဲ့စိတ်မှာမေတ္တာရဲ့အေးမြကြည်လင်တဲ့အကြည်ဓာတ်အငြိမ့်တက်ကလေးကိုရှင်းသန်စေတာဖြစ်ပါတယ်။မေတ္တာစိတ်နဲ့နေထိုင်တတ်လာသည်နဲ့အမျှသူတော်ဘာကပြီးလာတဲ့အကုသိုလ်တွေအမုန်းတွေကိုလက်မခံတတ်တော့ပဲကိုယ်တိုင်ငြိမ်းချမ်းစွာနေထိုင်တတ်လာပါတယ်။စာပိုင်လေးကတော့ဒီနေရာမှာပဲနေကိုချုပ်ထားပါတယ်ခင်ဗျာ။တကယ်ကိုမေတ္တာနဲ့နေထိုင်တဲ့အခါမှာအရန်ကိုမှအေးချမ်းရတယ်။ကိုကိုချစ်တဲ့သူတွေရောမုန်းတဲ့သူတွေရောမေတ္တာပို့ပေးခြင်းအပြင်ကိုယ့်ရဲ့စိတ်နှလုံးလေးဟာအစဉ်ထာဝရအေးချမ်းစေပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။